Lexus ကားကိုရွှေအချိန်30ကလေးကစီးကျင်တာအဲ့ဒါဘယ်လောက်ထိအောင်ငယ်လဲပြောရင်ရွှေ3ပိတ်တစ်ခွဲချမှာစောင့်မတော့စီးတယ်အဲ့တော့3ပိတ်တစ်ခွဲမှာ10စီးဝယ်စီးလဲဦးလေးတို့စီးနိုင်သွားပြီဒါပေမဲ့အဲ့ဒီတုန်းကရွှေအချိန်30ကို Lexus ဝယ်စီးခဲ့မယ် Land Cruiser ဝယ်စီးခဲ့မယ်ဆိုရင်ဒီလိုရွှေဆိုင်တွေလည်းမဖြစ်တော့အဲ့ဒီအချိန်30နဲ့ဝယ်ထားတဲ့ကားအခု90လားတောင်မရတော့ဟုတ်ပြီနော်ဘယ်ဟာမဆိုအောင့်နိုင်ရမယ်နော်မင်းတို့အခုဒီနေ့မှာတကယ်ကြီးက iPhone 15 14ဘာပရိုဝယ်ပြန်ပြီနောက်နေ့ကျတော့အစ်စ်လဲထွက်ရောဒါဈေးကျနေပြီအစ်စ်ထွက်ပြီး3လလောက်နေကိုသူကဈေးကျတယ်နောက်နေ့လဲထပ်ထွက်ရောဒါထပ်ဈေးကျသွားပြီအဲ့တော့စိတ်ကူးနေတာဝယ်ပြီးတော့အခုကသူစိတ်ထဲအိတ်ကောင်တစ်ကောင်နဲ့ရှုံးမေးစီအဲ့ဒါပြီးရောအိတ်ကောင်သူ့ဘေးဒုက္ခရောက်နေမယ်ဘာဖြစ်လဲပြောလို့ရတော်ပြီပေါ့ဒါပေမဲ့မင်းတို့တယ်လီဖုန်းတွေ iPhone တွေကင်ထားတယ်ဒီလိုဖုန်းတွေဝယ်ထားတယ်ဒီထဲမှာပါတဲ့ဟာအကုန်လုံး100ရာခိုင်နှုန်းဘယ်သူမှမသုံးဒီထဲတာထဲတာတယ်အများကြီးပဲသိပါမဦးလေးတို့လည်းဒီမှာပတ်ထားတယ်ဒီမှာနာယူသွားApple နာယူပတ်ပါနှလုံးခုံတို့ပါတကယ်နှလုံးဆက်ထည့်တာဦးလေးတို့တော့တကယ်လိုအပ်ပါတယ်ထားဆိုနော်ဝယ်ထားပြီးမသုံးရင်ဘာမှအသုံးမတည့်ဘူးကားတွေဝယ်ထားပြီးမစည်းလဲကြရင်အဲ့ဒါတန်ပုံတန်နာတွေဖြစ်သွားမှာပတ်စံရှိလို့ဦးလေးတို့ကနေ့ဒီချိန်မှာဟလာကိုငွေကြီးတည်နေတဲ့ကမှာကိုဆင်းရဲတုန်းကတွေ့တယ်မလို့ဂျစ်ကားလေးတွေဟိုက်လိုက်ကလေးတွေအဲ့ဒါလက်ကားပြထားတာမဟုတ်ဘူးအဲ့ဒါတအားကိုချစ်တာအဲ့ဒီဘဝအဲ့ဒီအချိန်တုန်းကအဲ့ဒါကိုမျက်နှုံလို့ရှိလို့အခုဒီမျက်နှုံနေတော့မဲ့အဲ့ဒါဘာလဲပြောရင်ကိုမျက်နှိုးတဲ့ပစ္စည်းကိုတန်မိုးထားတဲ့လူတယောက်ကလည်းကြီးပွားတတ်တယ်ဘာမှတန်မိုးမထားတဲ့လူကဘာမှမကြီးပွားဘူး